သိရွက်ကြွေတွေကြားထဲကညှော်နှံ့တွေနဲ့ညက်နေလမ်းပေါ်မှာသိရွက်ကြွေကလေးတရွေ့ရွေ့ဟာဟောင်းနှွမ်းသွားတဲ့နမိတ်ပုံပဲလေပြေဟာငါမျက်နှာကိုဝင်တိုးနေတယ်သိရွက်တွေကိုလေဝင်တိုးသွားတယ်လည်းကြားရတယ်တိမ်တွေဟာတရွေ့ရွေ့ပြေးနေတယ်တရွေ့ရွေ့ပြေးသွားနေတယ်လို့ပဲထင်မိတယ်ဘယ်ကစတဲ့ဘဝတွေလဲဆိုတော့ရက်နေမိတဲ့ကတ္တရာလမ်းပေါ်ကငါးခြေထောက်တွေအေးဆက်လာတယ်ငါရက်နေတဲ့လမ်းပေါ်မှာရင်ကျေးမှုဆိုတာကြီးစီးဆင်းနေတယ်မြင်နေရတဲ့ဓာတ်ကြိုးကတိတ်ငနဲ့တစ်ချက်တုံသွားတယ်တကယ်တော့ရင်ကျေးမှုဟာအိမ်ပြန်ငှက်တစ်ကောင်ရဲ့လမ်းတစ်ဝက်ခရီးဓာတ်ကြိုးလမ်းပဲရင်ကျေးမှုဟာငါရှိကဖြက်ဖြက်ပြေးနေတဲ့စိုက်ကယ်တစ်စီးရဲ့အိတ်စောပဲရင်ကျေးမှုဟာအရက်ချက်ဆက်ယုံကြီးတွေကမိခိုးကောင်းနိုင်မြင့်မြင့်တူအူမိခိုးတွေမှာရင်ကျေးမှုဟာအလောက်ကပြန်လာတဲ့ပယံအလုတ်သမားလေးရဲ့တလက်လက်တန်လျက်တွေမှာရင်ကျေးမှုဟာဇွဲရိုးပခုံးထက်ကညစ်ပေပေလက်နီးစုပ်တွေမှာရင်ကျေးမှုဟာဂဟေစော်နေတဲ့လူတစ်ယောက်ရဲ့တဖွာဖွာမီးပွားမျက်လုံးတွေမှာရင်ကျေးမှုဟာကြောဘောအိတ်ကြီးတအီအီစာအုပ်အပြည့်ကြောကုန်းပေါ်မှာရင်ကျေးမှုဟာနယ်စီးမချကြောင်းတွင်ကြောင်းပြင်ကြောကုန်းတွေမှာရင်ကျေးမှုဟာမနေ့ကကြကွယ်သွားတဲ့ဟိုးကောင်းခွက်ထဲကအရက်ဆက်စသဖြင့်ရင်ကျေးမှုဟာငါရက်နေတဲ့လမ်းပေါ်မှာညှော်နှံ့တွေကလေထဲလွင့်ပြန်ဘဝတစ်ခုမှာတိမ်တိုက်တွေနဲ့ပေါင်းဆက်သွားကြမှာပဲလို့ထင်မိတယ်တခါတော့ကမိုးပေါ်မှာနေခြင်းနဲ့စိတ်ကူးနဲ့ကလေးတစ်ယောက်ကောင်းငင်ကိုမော့မော့ကြည့်နေခဲ့ဘူးတယ်ကလေးတစ်ယောက်ရဲ့စိတ်ကူးဟာရင်ကျေးမှုတွေစီးဆင်းနေတဲ့လမ်းပေါ်မှာဘောင်မဝင်ခဲ့တော့သူလွတ်တင်နေတဲ့မိုးပြန်ပူပေါင်းတွေကိုဘယ်သူမှမမြင်ခဲ့ကြဘူးပေါ့လူဆိုတာတီးခြားဖြစ်တည်နေရတဲ့သတ္တဝါဆိုပေမဲ့အခြားလူတဦးတစ်ယောက်ရဲ့ဒါမှမဟုတ်လူတဦးတစ်ယောက်ထက်ပိုတဲ့လူအများစုရဲ့အဖျားခတ်ရိုက်ခံရတာမျိုးလဲရှိမယ်ဆိုရှိနေနိုင်သေးတယ်မိုးပေါ်နေခြင်းနဲ့ကလေးတစ်ယောက်ဟာသူလွတ်တင်ခဲ့တဲ့မိုးပြန်ပူပေါင်းတွေနဲ့အတူပဲစာတွေကိုရေးရေးထည့်ခဲ့တယ်ဒီမျိုးကြီးရထားတဲ့ဒဏ်ရာတွေကိုငါသိတယ်ဒီမျိုးကြီးဟာတခုသောຫນွေဦးမှာရက်နေတဲ့ပန်ကာဒလက်တွေကိုတကားအကွယ်ကချောင်းကြည့်နေခဲ့တဲ့ကလေးတစ်ယောက်ရဲ့မျက်ဝန်းတစ်စုံပဲဒီမျိုးကြီးဟာစလိတ်တူပေးရင်တချင်းတစ်ပုတ်ဆူပြမဲ့အယူတစ်ယောက်ရဲ့စလိတ်မီကိုပဲဒီမျိုးကြီးဟာလမ်းကြားတစ်ခုမှာဗိုက်ရသွားတဲ့အယူမတစ်ယောက်ရဲ့ဗိုက်တစ်လုံးပဲဒီမျိုးကြီးဟာအဲ့ဒီအယူလင်မယားဖော်ဆက်ခဲ့တဲ့ချက်ဆေးပဲဒီမျိုးကြီးမှာသွမိုးရောင်စုံများဒီမျိုးကြီးမှာနယံထူထူထဲကအသံများဒီမျိုးကြီးမှာနေဝင်ဘရင်များဒီမျိုးကြီးမှာကျိန်စာသင့်သင်္ဘောပြက်ကြီးတွေဆက်ရောက်ကန်းကပ်ရာစိတ်ကမ်းများဒီမျိုးကြီးမှာပြည်တွင်းပြည်ပခေါ်ဆိုမှုဝမ်းမီများဒီမျိုးကြီးဟာကိုယ်ပိုင်အောင်ထဲလက်ပြပုံပစ်ထည့်လိုက်တဲ့တပုံတယောက်ရဲ့အသားစဒီမျိုးကြီးဟာတစ်ကိုင်းတွေပေါ်ချိတ်နေတယ်ဒီမျိုးကြီးဟာဟွန်းနံကိုအရှိကြီးဆွဲထားတယ်ဒီမျိုးကြီးဟာဘလောက်တော့အငတ်မပြေတဲ့စားဒီမျိုးကြီးဟာကပတိန်ဂျက်စပယ်ရိုရှာဖွေနေတဲ့ရတနာတိုက်ဒီမျိုးကြီးဟာညအိတ်မပျော်ဘူးဒီမျိုးကြီးဟာကိုမွေးတဲ့မီးနဲ့အမြိုက်ခံနေရတယ်ဒီမျိုးကြီးဟာဝင်သွားတဲ့လမ်းကပြန်မထွက်နိုင်ခဲ့ဘူးမိုးပြန်ပူပေါင်းတွေဟာကလေးတစ်ယောက်နေခြင်းခဲ့တဲ့မိုးပေါ်ကိုသူရေးပေးတဲ့စာတွေနဲ့အတူတက်သွားပြီးဘုရားသခင်ကိုရှာခြင်းရှာနေပြီလိမ့်မယ်ဘုရားသခင်သာရှိခဲ့ရင်သူရေးပေးတဲ့စာတွေကိုလက်ခံရရှိမှာပဲလို့မျှော်လင့်နေခဲ့ဘူးတယ်secret မီဝိုးတွေကစာလောင်ခြင်းအတွက်တစုံတရာအကျိုးမရှိပေမဲ့အလိပ်ပေါင်းတော်တော်များများငါတောက်နေမိခဲ့တယ်စလုံးဒီဇိုင်းအသေးအတန်ဒီဇိုင်းအသေးတွေနဲ့ငါရင်နဲ့ဟာနေတယ်ငါအစာအိမ်နဲ့
အစာမရောက်သေးလို့ပဲဖြစ်မယ်ဘယ်ကစတဲ့ဘဝတွေလဲဆိုတော့ယဉ်ကျေးမှုဟာငါရက်နေတဲ့လမ်းပေါ်မှာလျင်လျင်မြန်မြန်ကိုပဲစီးဆင်းသွားနေတယ်ဆူနီလ်